ဒီကတော့အများကြီးရှိတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ကျမကတစ်ချက်ကလေးပဲပေါ့နော်ဒီမှာလည်းအချိန်နဲ့တော်တော်ယူပါပြီဆိုတော့တစ်ချက်ကလေးပဲပေါ့နော်อืมဘာလဲဆိုတော့ပေါ့နော်အကန့်အသတ်မဲ့ရှိတဲ့ဘုရားကိုအကန့်အသတ်ရှိတဲ့လူတွေကိုတဲ့ယူဆောင်လာဖို့ဖြစ်တယ်ပေါ့နော်သခင်ရှုခရစ်တော်ဘုရားကအကန့်အသတ်မဲ့တဲ့သူဖြစ်တယ်ဒါပေမဲ့သခင်ရှုခရစ်တော်အသေးခံပြီးတော့ပြန်လည်ရှင်ပြန်ထမြောက်တဲ့အခါမှာသခင်ယေရှုခရစ်တော်ကအကန့်အသတ်မဲ့သောဝိညာဉ်တော်ဘုရားဖြစ်သွားတယ်ဝိညာဉ်တော်ဘုရားအဖြစ်နဲ့ဒီလောကမှာလူအဖြစ်အသက်ရှင်စဉ်တော့ကတော့သခင်ယေရှုခရစ်တော်ကအကန့်အသတ်ခံတဲ့လူဖြစ်တယ်ကျမတို့လူပဲလမ်းလျှောက်ရတယ်ကျမတို့လူပဲဝမ်းနေတတ်တယ်သူလည်းထက်ဒီဥစ္စာပေါ့နော်ခန္ဓာနဲ့ဆက်ထိုင်တဲ့အစာတွေကိုစားရတယ်ဒါကဘာကိုပြောလဲဆိုလို့ရှိရင်သူကအကန့်အသတ်ရှိသောသူပေါ့နော်အကန့်အသတ်ရှိသောသူဖြစ်တယ်ဒီလိုပဲကျမတို့ကလည်းအကန့်အသတ်ရှိသောသူဖြစ်တယ်ဒါပေမဲ့အကန့်အသတ်ရှိသောသူထဲကနေပြီးတော့အကန့်အသတ်မဲ့တဲ့ကိုသခင်ကထင်ရှားခြင်းတယ်တမန်ကျမ်းစာထဲမှာဘာပြောလဲဆိုတော့သင်တို့ဒီဤလောက၏အလင်းဤလောက၏စာဖြစ်တယ်လို့ပြောတယ်ပြီးတော့သခင်ဖခင်ကဤလောကမှာသူ့ရဲ့ဘုန်းတော်နာမတော်ကိုထင်ရှားစေခြင်းတယ်ဒါဆိုရင်ကျမတို့ကိုယ်တိုင်အားဖြင့်ထင်ရှားလို့မရပါဘူးကျမတို့ကိုယ်တိုင်အားဖြင့်ဤလောက၏အလင်းဤလောက၏စာဖြစ်လို့လည်းမရပါဘူးဘာကြောင့်လဲဆိုတော့ကျမတို့ကဘာမှမဟုတ်တဲ့အတွက်ကျမတို့ကဘာမှမဟုတ်တဲ့အတွက်ကျမတို့ကထင်ရှားလို့မရပါဘူးဒါပေမဲ့ဖခင်ကဤလောကကြီးအလင်းဤလောကကြီးစာဖြစ်ရှင်မလို့ပြောရင်ရှင်လို့ရတဲ့နိလန်းကရှိနေလို့ဘုရားကပြောတာဖြစ်တယ်ကျမတို့နေ့စဉ်အသက်ရှင်ခြင်းမှာကျမတို့ရဲ့နေ့စဉ်သွားလာခြင်းလုပ်ငန်းဆောင်တာဘုရားသခင်ရဲ့အမှုတော်လုပ်ငန်းမိခင်ဆိုရင်မိခင်ရဲ့တာဝန်ဝတ္တရားရှိသလိုဖခင်ဆိုရင်ဖခင်ရဲ့ဝတ္တရားရှိရဲ့အသေးလူကြီးတေးအုပ်ဆရာဆိုရင်သူနဲ့သက်ဆိုင်တဲ့အရာတွေရှိရဲ့ဒါပေမဲ့နေ့စဉ်အသက်ရှင်ခြင်းရဲ့ကဏ္ဍတစ်ခုတည်းမှာဖခင်ရဲ့အလင်းဖခင်ထင်ရှားစေခြင်းနဲ့စားရဲ့အသက်တာမရှိတာဘာကြောင့်လဲမရှိနေတာဘာကြောင့်လဲဆိုတာကကျမတို့ရဲ့အသက်ရှင်ခြင်းထဲမှာထိုအကန့်အသတ်မဲ့သောသခင်ကိုခွင့်ပြုခြင်းမရှိလို့ဖြစ်တယ်ထိုအကန့်အသတ်မဲ့သောသခင်ဟာအရာခတ်သိမ်းဖြစ်တယ်ထိုသခင်ကငါဖြစ်သည့်အတိုင်းငါဖြစ်တယ်ဆိုတဲ့သခင်ဖြစ်တယ်ထိုသခင်ကဖခင်ကပြောထားတယ်ဤလောကဤအလေးဤလောကဤစားဆိုတဲ့နှက်နေတဲ့အရာတွေရဲ့အရင်အမြစ်လည်းဖြစ်တယ်ဆိုတော့သခင်ရှုခရစ်တော်ကိုယ်တိုင်ဤလောကမှာအသက်ရှင်တဲ့အခါမှာသူကအပြစ်ကိုမသိဘူးအပြစ်ဆိုရသူနဲ့ဘာမှမဆိုင်ဘူးဒါကြောင့်မလို့ဘုရားရဲ့တရားတော်နဲ့အညီလူကိုကယ်လွတ်လို့ရတယ်တရားတော်နဲ့အညီလူကိုကယ်တင်ရွေးနှုတ်လို့ရတယ်ဒါကဘာလဲဆိုရင်အကန့်အသတ်ရှိတဲ့လူသားဖြစ်ခြင်းနဲ့ကနေအကန့်အသတ်မဲ့တဲ့ဖခင်ရဲ့ဖြစ်ခြင်းကိုသူကခွင့်ပြုလို့ဖြစ်တယ်သူကအသက်ရှင်လို့ဖြစ်တယ်ဒီလိုပဲသခင်ရှုခရစ်တော်အသက်ရှင်တယ်လို့ကျမတို့အသက်ရှင်လို့ရတယ်ဘလို့အသက်ရှင်လို့ရတယ်လဲဆိုရင်အကန့်အသတ်ရှိတဲ့ကျွန်ုပ်တို့အထဲမှာသိဝတ်နေသောထို့သခင်ဘာတန်လို့ကျမတို့ရဲ့အတွင်းထဲမှာကိန်းဝတ်နေသောထို့သခင်ကျမတို့ရဲ့အတွင်းဝိညာဉ်ထဲမှာရှိသောထို့သခင်ကအသက်ရှင်သောဖခင်ကျွန်ုပ်တို့ရဲ့အရာခတ်သိမ်းငါဖြစ်သည်အတိုင်းငါဖြစ်သည်ဆိုတဲ့ဖခင်ကျမတို့ရဲ့ဝမ်းမြောက်ခြင်းညင်သက်ခြင်းကျမတို့မတက်နိုင်သောအရာကိုတက်နိုင်သောဖခင်ဤလောက၏အလင်းဤလောက၏စားကထိုသခင်ဖြစ်တယ်ဆိုတော့ကျမကဤလောကမှာနေစေထိုသခင်ကိုဘလို့နီးအားဖြင့်ဤလောကမှာကိုရော့ရဲ့အလိုတော်အကျက်အစီအတိုင်းထင်ရှားစီလို့ရလဲဆိုရင်ကျမကမိမိကိုမိမိရဲ့ဇာတိမိမိရဲ့ဖြစ်ခြင်းမိမိရဲ့အတ္တတွေကိုချုပ်ခွာဖို့လိုတယ်ညှင်းပယ်ဖို့လိုတယ်မိမိကိုညှင်းပယ်ဖို့လိုတယ်မိမိကိုညှင်းပယ်တယ်လို့ပြောတဲ့အခါမှာကိုယ့်ရဲ့ဇာတိသဘောတွေကိုကိုကခွင့်မပြုရဘူးဖခင်ကလည်းခွန်အားပေးတယ်ဝိညာဉ်တော်ဖခင်ရှိတဲ့အတွက်ဝိညာဉ်တော်ဖခင်ကကျမတို့ကိုကူညီတယ်အဲ့ဒါကြောင့်အဲ့ဒီလိုမျိုးကျွန်ုပ်ကမိမိရဲ့ဇာတိနဲ့မိမိကိုညှင်းပယ်လိုက်ပြီးဆိုတာနဲ့
ကျမတို့ရဲ့အထဲမှာရှိသောအရာခတ်သိမ်းဖြစ်သောထိုသခင်အကန့်အသတ်မဲ့ဖြစ်သော unlimited ထိုသခင်ကကျမတို့အထဲကနေအသက်ရှင်သွားလို့ရတယ်ထိုသခင်ကိုကျွန်ုပ်ကခွင့်ပြုဖို့လို့ကျွန်ုပ်ကမိမိရဲ့သိခြင်းတတ်ခြင်းမိမိရဲ့ဇာတိသဘောနဲ့အသက်ရှင်ရင်ထိုသခင်ကကျွန်ုပ်တို့အတွင်ဝိညာဉ်ထဲကနေသူဘာမှအလုပ်လုပ်ပြီးလို့မရဘူးထိုသခင်ကကျွန်ုပ်တို့ထဲကနေသူအသက်ရှင်ပြီးလို့မရဘူးဒါပေမဲ့ဖခင်ရဲ့အလိုတော်ကကျွန်ုပ်တို့ရဲ့အမှုအရာတိုင်းចောင်းသားဆိုရင်ចောင်းသားမှုလို့နော်ကလေးသူငယ်ကြည့်ရှုပြုစုတဲ့လူဆိုလဲကလေးသူငယ်ကြည့်ရှုပြုစုတဲ့လူမိခင်ဆိုလဲမိခင်ဖခင်ဆိုလဲဖခင်အသေးလူကြီးဆိုလဲသိန်းအုပ်ဆရာဆိုလဲသူကဏ္ဍအသီးသီးမှာတွေ့ကြုံရတဲ့အခက်အခဲပြီးလို့ရှိရင်တွေ့ကြုံရတဲ့ခါတီးနာကျင်ခြင်းတွေ့ကြုံရတဲ့မတရားဖိနှိပ်ခံရခြင်းကိုမတရားပေါ့နော်ဝမ်းနဲ့ကြေကွဲစေတဲ့အရာတွေကိုကိုကဘယ်လိုရင်ဆိုင်လဲဆိုတော့မိမိရဲ့အလိုဆန္ဒနဲ့ဇာတိကိုညှင်းပယ်ပြီးတော့သခင်ရှုခရစ်တော်ဖျားကျွန်တော်ရဲ့အထင်းကနေကိုတော့အသက်ရှင်ပေးပါအကန့်အသတ်မဲ့တော့သခင်ဖျားကိုတော့ကပဲကျွန်ုပ်ဘဝအသက်တာရဲ့ကဏ္ဍတိုင်းမှာနေရာယူပေးပါလို့ကိုကခွင့်ပြုပြီးအသက်ရှင်လိုက်တဲ့အခါမှာကိုတော့အလိုတော်ရှိတော့အသက်တာကိုကလှုပ်ယူစရာမလိုဘူးကိုတော့အလိုတော်ရှိတော့နှလုံးသားမျိုးကိုထိုသခင်ကပဲကျွန်ုပ်တို့အထက်ကနေရှင်သွားပေးတယ်ဒါဆိုရင်အကန့်အသတ်ရှိတော့လူရဲ့အထဲကနေအကန့်အသတ်မဲ့တော့ထိုသခင်ကအသက်ရှင်သွားပေးနိုင်တာဖြစ်တယ်ဒါကြောင့်မလို့ပေါ့နော်အဲ့ဒါဆိုရင်အဲ့ဒီလူကသူ့ရဲ့အသက်တာမှာဘာဖြစ်လာမလဲဆိုရင်အောင်မြင်သောသူဖြစ်လာမယ်အောင်မြင်သောသူဆိုတာ overcomer အောင်မြင်သောသူကိုထိုသခင်ကချီဆောင်မှာဖြစ်တယ်ဒါကြောင့်မလို့ပေါ့နော်ကျမတို့ရဲ့သခင်ရှုဟာဆိုရင်ကျမတို့ရဲ့ model ဖြစ်တယ်ကျမတို့ရဲ့စံထားရမကဘူးကျမတို့ဘဝအသက်တာထဲမှာသူ့ကိုခွင့်ပြုအသက်ရှင်ရဖြစ်တဲ့အကြောင်းပေါ့နော်ကျမကပေါ့နော်ဒီစံချက်တွေကတော့လည်းရှိပါတယ်ပေါ့နော်အများကြီးပဲဒါကကျမမိသားရတခုသွားတဲ့အခါမှာပေါ့နော်ဒီညီကိုတွေဝင်ကားတဲ့အရာကိုကျမခွန်အားရတယ်နောက်တော့ဒီຢာကိုဆင်ကျင်နေတာဖြစ်တဲ့အတွက်ပေါ့နော်တွေးလိုက်တယ်ပေါ့နော်ဒီနှုတ်ကပတ်တော်တွေးလိုက်တဲ့အခါမှာတို့တကယ်ကောင်းပါလားသခင်ရှုခရစ်တော်ကိုယ်တိုင်ဤလောကမှာအသက်ရှင်စေအကန့်အသတ်ရှိသောသူ့ထံကနေပြီးတော့အကန့်အသတ်မဲ့ဖြစ်သောဖခင်ရဲ့အသက်ကိုရှင်သွားတယ်ကျမတို့ဆိုရင်အခုပေါ့နော်ဒီမှာရှိတဲ့ညီကိုမောင်မတို့ရဲ့အသက်တာမှာဆိုရင်သက်ရှင်သောဝိညာဉ်တော်ဖခင်ကကျမတို့ရဲ့အထဲထဲကနေနော်ရှိပြီးတော့မှကျမတို့ကိုလမ်းပြနေတယ်ကူညီနေတယ်ကျမတို့ကိုထောက်ပံ့နေတာဖြစ်တဲ့အတွက်ပေါ့နော်ကျမတို့လည်းသခင်ရှုခရစ်တော်ရဲ့ဤလောကမှာရှင်သွားတဲ့အသက်တာအတိုင်းအကန့်အသတ်ရှိသောလူရဲ့ခန္ဓာကအားဖြင့်အကန့်အသတ်မဲ့သောဖခင်ရဲ့အသက်ကိုရှင်ထွက်ခြင်းအားဖြင့်ဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေတဲ့လူသင်တို့ဒီဤလောကဤအလေးဤလောကဤစားဖြစ်ပါဆိုတဲ့အသက်တာကိုလည်းကျမတို့ရှင်သွားနိုင်တာဖြစ်တယ်ပေါ့နော်ကြောင့်လို့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျမကိုအချိန်ပေးတယ်ဝင်ငါခွင့်ပေးတယ်ပေါ့နော်ဒီဟာရှိတဲ့နာကဒီ revival ပေါ့နော်ညီကိုမောင်နှမများကိုလည်းကျေးဇူးတင်နေသခင်ရှုခရစ်တော်ဖျားဤအသက်ရှင်ခြင်းသခင်ရှုခရစ်တော်ဖျားဤထင်ရှားပေးခြင်းအသက်တာကိုကိုယ့်သက်တာရဲ့စက္ကန့်မိနစ်တိုင်းအမှုအရာတိုင်းမှာခွင့်ပြုတယ်ဆိုရင်တနေ့ကိုယ့်ရဲ့အတွင်းဝိညာဉ်ထဲမှာထိုသခင်ကတာ၍ပြေဝစွာနေရာယူလာပြီးတော့လူအသက်တာရဲ့ဇာတိသဘောလူအသက်တာရဲ့တတ်မဲ့ခြင်းဒေါသမောဟမာနအမြင်မှားတာတွေကအစပေါ့နော်ထိုသခင်ကကျမတို့ရဲ့အထဲမှာပြုပြင်သွားပြီးတော့ကျမတို့ရဲ့အသက်တာထဲမှာတဖြည်းဖြည်းဖခင်ရဲ့သဘောနဲ့နေရာပြည့်လာမှာဖြစ်တယ်လို့ရောက်စီတိုင်းကိုဖခင်သခင်အော်ဝေရတာ၍အလင်းဖွင့်ပြပါစေခုနကနော်ဆီယမကတချို့တွေကတီကွန်တီမယ်သူကဆရာတင်းသေးရဲ့ဒေါက်တာတင်းသေးရဲ့တမီးဖြစ်တယ်ပေါ့နော်မမီချိုးလို့ခေါ်တယ်သူ့နာမည်ပေါ့နော်မမီချိုးလို့ခေါ်ကြတယ်သူကအခု